OK ဒါလေးကတော့Samsung A32 ကျွန်တော်စီရောက်လာတာ alpha B တော့ကြားတယ်ပေါ့ screen လောက်ကိုသူတို့တက်လောက်မှတ်တော့ခလုတ်လေးနှိပ်ပြီးတော့ကြော်လိုက်တာalpha B တော့ကြားနေတာတခြားဆိုင်တော့ပြတယ်တခြားဆိုင်ကလောက်ကြည့်ပြီးတော့ monitor မြင်နေလို့မရဘူးဆိုပြီးတော့ပြန်ပေးလိုက်ရတော့ပေါ့အခုပြကြတော့တခြားမဟုတ်ဘူးပေါ့ဒီကောင်က power clock ကလည်းလုံးမလို့ finger ကောင်းပြီပဲ power clock ကလုံးမလို့မပွင့်ဘူးနော်အဲ့ဒီ power clock ကို change နေတာတခုကြည့်ပြောချင်တာကဒီမှာပြမယ်ဟာကျွန်တော်တခြားဟာထွေထူးမရှိဘူးဒီကောင်ကိုဘယ်လိုဖြုတ်တက်လောက်ရမလဲဘယ်ကနေစပြီးတော့စက်ကိုဖွင့်စေရမလဲပေါ့နော်စက်ကိုဖွင့်ဖို့ဘယ်ကနေစဖွင့်ရမလဲဆိုတာကိုပြမှာပြီးတော့လို့ရှိလို့ရှင်အထက်ကဒီ power key ကိုကျွန်တော်လဲပြမှာကျွန်တော်ပြောရသလိုပဲဒီနှစ်စားကီးလေးလဲတာအားသိကောင်းနဲ့ပတ်သက်ပြီးတော့ဒီချာတက်ရက်လေးလောက်တတ်တာဒီနှစ်ခုလောက်တတ်တာနေရင်ကျွန်တော်တို့ဒီနှစ်ခုအရာနှစ်ခုကနေပြီးတော့ကျွန်တော်တို့ပတ်စံနေတော့ရှားပေးပါတယ်ဒီကောင်တွေကပြက်တဲ့ຢာတွေမျိုးအများဆုံးပဲပြင်ရတာလည်းဒီနှစ်ခုပြင်ရအများဆုံးပဲအဲကြောင့်မလို့ကျွန်တော်ဒီနှစ်ခုနဲ့ပတ်သက်ပြီးသေချာလေးတင်ပေးထားတာပေါ့နော်အရင်ကျွန်တော်ဗီဒီယိုဒီကီလဲတဲ့ဟာကိုကြည့်ဦးရဲဆိုရင်ဒီဗီဒီယိုကြော်လိုက်လို့ရတယ်ပေါ့ဒါဆိုရင်ကျွန်တော်ဒီကောင်ဖွင့်နေဟာကိုစားလိုက်မယ်နော်ဒီကောင်စတစ်ကာကတ်ထားရတော့စတစ်ကာကိုဓာတ်လေးနဲ့ဖြတ်ရမယ်သူစတစ်ကာအကုန်လုံးကိုလည်းခွာပြလို့မရအောင်ဓာတ်လေးနဲ့ဓာတ်လေးပဲဒီမော်ရအပေါ်ကနေပြီးတော့ကော်နဲ့တစ်ချက်အုပ်ထားတယ်အဲ့ဒီရအောက်မှာမှကျွန်တော်တို့ဝုတ်လေးစကူတွေတွားတယ်ပေါ့အဲ့စကူကိုထပ်ဖြုတ်ရတယ်ဘော်ရမြင့်နေထုံးစံတိုင်းပါပဲကြားလေးထဲမှာကျွန်တော်တုံးတယ်စပရေးရှိဆိုစပရေးသုံးမယ်စပရေးမရှိရင်လည်းပဲကျွန်တော်တို့ခီကန်လေးနဲ့အပူလေးနဲ့ပေးရင်ထက်ကကိုကပျော်ပါတယ်နော်ထက်ကကိုကျွန်တော်ခွာပြရတယ်အဲဒီကျွန်တော်ခီကန်နဲ့ပုံမပေးတော့ဘဲနဲ့ကျွန်တော်တော့စပရေးသုံးပြီးတော့ပါတယ်ဒီလိုနောက်ဖုံးခွာတဲ့ခါမှာခွာနေကြမော်ဒယ်ဆိုရင်ပြဿနာမရှိဘူးကိုခွာနေကြတဲ့မော်ဒယ်ဆိုလို့ရှိရင်အဲ့တော့တတိကဒီဘက်ကထိုးတဲ့ကလိုတိုင်းပဲဖြစ်ဖြစ်ဒီ90ပြပဲဖြစ်ဖြစ်ဟိုထဲကိုမရောက်တင်တယ်ထိုးပြီးဆွဲချလိုက်ပြတ်သွားရင်ပိတ်ဆိုင်ပဲပေါ့နော်အဲ့တော့တတိထားပြီဘုတ်လေးတောင်းတော့စကူတွေတောင်းမှမဆုံးတော့ရေးကြီးဆုံးစင်စတော့ထောက်အားလေးဒီထားပြီးထုတ်ရမယ်နားမှာဖင်္ဂါကြိုးတတိထားဖင်္ဂါကြိုးရှိတယ်ကျွန်တော်ဒါအနုစိတ်တယ်ပေါ့နော်ကျွန်တော်ရဲ့ဆီယာကျွန်တော်ပြောလို့ဖုန်းစကေးပြင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြီးသားကိုစော်ရအောင်ရှာလို့ပြောတာဘာဖြစ်လို့လဲကိုကောင်မလေးရဲ့အသားကိုထိတယ်လို့နူးညံ့ညံ့လေးသိသိမွမွေးလေးနဲ့ကျွန်တော်တို့ပြင်ရတယ်ထဲကပိုင်းကြီးရနောက်ဆိုလို့ရှိရင်ဖင်္ဂါကဒီမှာကျိုးကပြက်လာတာပေါ့သူ့ရဲ့ socket ထိုင်းကပါမလာတော့ဘူး socket ထိုင်းကပါမလာတော့ကျိုးကပြက်လာပြီလားစတယ်ကျိုးကပြက်လာပြီပါရီပြင်းထားတယ်ဟုတ်တော့ဗောအော်ကြီးက
အောင်ကြီးကဖင်ကားကျိုးကနေပြီးတော့ဒါလေးသွားထားတာဖင်ကားကျိုးကနေပါဝကြီးဒါလေးသွားထားတာဆိုတော့ဖင်ကားကျိုးကပြက်လာမှာတော့ခလုတ်ကပဲရတော့မယ်အဲ့တော့ကျွန်တော်ကြောပေးရပါဒီထဲမှာပါဝကြီးနှစ်ဆကိုလိုက်ရှာပြီးတော့ဒီထဲဟာねကျွန်တော်ကြောပေးရမှာပေါ့အဲ့တော့တိုင်းပတ်အဲ့တော့လက်ဝင်တာပေါ့လောက်ရတယ်စက်ကပြတော့ဘာမှပြင်ထားမှမရှိသေးဘူးစိုးတယ်ဗျာခုနဖင်ကားလေးကတေးကြပါတယ်ရှေ့က service ကဖြုတ်ရင်းနဲ့လက်လုံသွားဖြစ်နိုင်တယ်ဒါကျွန်တော်တို့အလွယ်တကူဝယ်ရတယ်ဆိုရင်တော့လည်းပဲဝယ်ပြီးတော့ထည့်ပေးလိုက်အောင်ပေါ့ customer လည်းဈေးနိုင်တယ်ပေါ့ဗျာဟုတ်လို့ရှိရင် customer ဒါဆိုရင်နှစ်ဆပဲဒါဆိုရင်နှစ်ဆကြီးပါပဲဒီဘက်တစ်စထုတ်မယ်ဒီဘက်တစ်စထုတ်မယ်ဒီဘက်ကမခဲချင်းခဲနေတာဒီမှာပေါ့ခဲနေတာဒီတော့ခဲနေတာဒီတော့အဲ့ဆို finger line နေလည်းပူထားတယ်ပေါ့ fingerprint မှာပါတော့ socket ကြီးလို့ဖြစ်သွားတယ်အဲ့ဒီကနေပြီးတော့ power key ကောင်လိုက်ရှာပြီးတော့လို့ရှိရင် power key ကိုနှစ်ကြိုးဒီဘက်နဲ့ကြာမှာကြောပေးရပြီဒါဆိုတော့ power ပိတ်ခွင့်အဆင်ပြေမယ်ကဲပြောနေကြတယ်ဒါပဲကျွန်တော်ရှာလိုက်မယ်ရှာပြီးတော့ကြည့်ကြည့်လိုက်မယ်သူ့ရဲ့ power key လမ်းကြောင်းရှာမှာဆိုတော့ကျွန်တော်တို့ power key ကတော့ socket နဲ့တွားထားတယ် volume up down ကတော့အောက်ကနေပြီးတော့သူဂျင်းကိုလေးနဲ့တွားထားတယ်အဲ့ဂျင်းကိုလေးတွေမှာ power key အတွက်နှုတ်တစ်ခုပါမလားကျွန်တော်ချက်လမ်းကြည့်ကြည့်မယ်နော်နောက်မပါဘူးပေါ့နော်ဒါဆိုရှင်ဒီမှာ3ခုပဲပါတယ်3ခုဆိုတော့ရှင်းတယ်စဉ်းစားကြမလို့တော့ဘူးတစ်ခုက ground တစ်ခုကကြတော့ volume up နောက်တစ်ခုက volume down ဒါဆို power key ကိုဒီထက်မှထည့်မထားဘူးပေါ့ဟုတ်ကျွန်တော်တို့ရှာမှရမှာရှာမယ်ဆိုရင်ကျွန်တော်တို့မီတာ3မှုလို့ရယ် power supply 3မှုလို့ရယ်ကျွန်တော်တို့လမ်းကြောင်းတွေ့ရင်လမ်းကြောင်းကိုကျွန်တော်တို့ချစ်ဖို့အတွက်ဓာတ်လို့ပဲဒါဆို power supply နဲ့ကျွန်တော်တို့တွေ့မယ်တွေ့ပြီလို့ရှိလို့ရှိရင် power key လမ်းကြောင်းလိုက်ရှာမယ်အများကြီးလိုက်ရှာကြမလို့ကျွန်တော်တို့ power key လမ်းကြောင်းရှာမှာဖြစ်တဲ့အတွက် power key socket နားမှာပဲကျွန်တော်လိုက်ရှာမယ် power key socket ကြီးဟာပတ်ထားတဲ့ပေါ်ပြလို့ကျွန်တော်တို့ထည့်မယ်ဟောဒီညမှာကျွန်တော်ထောက်ရှာရမှာထည့်လိုက်မယ်ဒီအောက်ကခြေချောင်းလေးကိုကျွန်တော်ဘယ်ဟာပါပါခောက်လိုက်အောင်ကျွန်တော်ရှာရအောင်နော်ဒီပါစပိုင်းကျွန်တော်ချိန်လိုက်မယ်ဒီတော့ကျွန်တော်စာတော့တစ်ဖက်ကို ground ချပြီးတော့နောက်တစ်ဖက်နဲ့လိုက်ထောက်ပေါ်စပိုင်းမှာလှုပ်ဆွဲသွားတာတွေ့ရင်တော့အဲ့ဒါပါအောင်ပြီးပဲပေါ့ဆောင်းထောက်ရအောင်ဝေးနေတဲ့ ground ကိုချစ်လိုက်မှာနားလေးပေါ်လာတာ ground ဒီတော့ကျွန်တော်တွေ့သွားပြီနှစ်ချောင်းမြောက်ပါနော်ကျွန်တော်အထက်ကနေရင်တိုင်းနှစ်တိုင်းဘုံနှုံမြောက်မှာကျွန်တော်တတ်တွေ့ဒီ6ရင်းလေးဘုံနှုံမြောက်တစ်ခုမြောက်နှစ်ခုမြောက်မှာတတ်တွေ့အဲ့ဒါပေါင်းဒီလမ်းကြောင်းပေါ့ဘုံဘုံကျွန်တော်ပြီးတက်ပြီးစမှုကြည့်လိုက်မယ်ဒါပဲလို့တော့ယူနော်ဒါပဲဘာမှကိလမ်းလောက်ရှာလို့ဆိုတော့ဘာမှမခတ်ဘူးဒီစနစ်ကိုတည်ဖို့ပဲလိုတယ်ဒီကောင်လေးက alpha ပြီးတော့ကြောက်ရမှာ alpha ပြီးတော့ကြောက်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ download မလုပ်ဝင်ပြီးတော့ကျွန်တော် Android version စစ်ရမှာပေါ့နော် Android version စစ်ရမှာ Android version စစ်ပြီးတော့ Android version က
ကျွန်တော်တို့ manual နဲ့ကြော်လို့ရလား manual နဲ့ကြော်လို့ရတယ် version လားဒါမှမဟုတ်ရင် version အမြင်လားဆိုတာကိုသိရမှာကျွန်တော်ကဈေးနှုန်းဘာညာပြောဖို့ customer ဈေးနှုန်းပြောဖို့ကျွန်တော်ဆုံးဖြတ်ရမှာပေါ့နော်အဲဒါကြောင့်ဒါပေမဲ့ရှိဆိုင်ရာလည်းပဲပြင်ထားတယ်ဆိုတော့ရှိဆိုင်ရာလည်းပဲ FRB လောက်မရလို့ပြန်ပေးလိုက်တယ်ဆိုတော့ဒီကောင်ဆက်ပြီးဒီပိုင်းမြင့်သွားပုံရတယ်ပေါ့နော်ဟုတ်တယ်ကျွန်တော်ကောင်းကြီးပြင်ပြီးတော့ကျွန်တော်ဟိုလေးစစ်မယ်လို့ကြော်ရမယ်ကျွန်တော်ကြည့်နေတာပေါ့အဲဒါကြောင့်မလို့ဒီဒါဆိုရင်ပေါင်းယူတွေ့လာပြီကျွန်တော်ကြော်မယ်ပေါ့နော်ကျွန်တော်ကြော်မယ်ကျွန်တော်ပြောပြတယ်ကျွန်တော်စကစ်ဖို့တက်ထုတ်လိုက်တော့ကျွန်တော်တွေ့တဲ့လမ်းကြောင်းလေးကိုကျိုးကြော်ဖို့အတွက်ကျွန်တော်လည်းလမ်းကြောင်းလေးပေါ်ထားတယ်ပေါ့နော်အစပေါ်လာတယ်အဲ့ချိန်လေးကျွန်တော်ဓာတ်လေးနဲ့ချစ်တယ်ကင်မရာလေးပါရကျွန်တော်ပို့ပြီးတော့စိတ်ချအောင်ဖြုတ်ထားလိုက်တာကောင်း safe ဖြစ်တယ်လေကျွန်တော်တို့ပို့ပြီးတော့ကျွန်တော်ဖက်ကောက်300လဲခဲစီ300လဲအင်ဂျူဒီ300လဲဂျာမာကျူ300လဲပေါ့နော်ဒါလိုရပြီခဲဆိုတော့လည်းဂျာမာကျူကိုကျွန်တော်ချစ်ပြရပါဘူးကောင်းကျူကျွန်တော်စကစ်ပြမှာဆင်းလို့ပြီးပါပြီနော်စကစ်ပြမှာကျွန်တော်လိုင်းအောင်ရှာလို့ပြီးသွားပြီဒီဘက်က ground ကျိုးဒီဘက်ကကျတော့
လမ်းကြောင်းကျိုးပေါ့ပါဝါကျိုးခုကျွန်တော်ပါဝါကြီးကိုကောင်းကောင်းဆန်းတယ်ဒီပါဝါကြီးကိုကျွန်တော်လဲမယ်ဒီပါဝါကြီးကိုကောင်းလာဆန်းနေမယ်မကောင်းလို့ဆိုရင်အကောင်လည်းလဲရမယ်ပါဝါကြီးကောင်းကောင်းဆန်းလာလို့လေကျွန်တော်မီတာနဲ့ပဲမီတာနဲ့အတန်ဒီစလေးနဲ့ပဲသွားတယ်ဒါဆိုလို့ရှိရင်လည်းတော့ရှိတယ်တော့ပေါက်ကြီးကောင်းတယ်ပေါ့နော်ပေါက်ကြီးကောင်းတယ်ဆိုတော့ကျွန်တော်ဒီကျကပြုတ်ပြလိုက်ရတယ်ဆိုတော့ကျွန်တော်တို့ခဲစားထုတ်ဖို့အတွက်အငယ်လေးချစ်မယ်ဒီလေးကိုဒီပြုတ်ချင်မယ်အခုတစ်ခါကိုချင်မယ်ရတယ်ကျွန်တော်ခဲဆက်မဲ့တော့ကျွန်တော်လမ်းရောက်ဆက်မဲ့ကောင်ကဟောပြမငြိမ်းဘူးပေါ့နော်မငြိမ်းတဲ့ကြောင်အတွက်ကြောင့်ကျွန်တော်မငြိမ်းတဲ့အတွက်ကြောင့်ဟုတ်ကဘုံညက်တဲ့ကလစ်ကလေးနဲ့ကျွန်တော်ခဏထိန်းထားတယ်ပေါ့နော်အဲ့မှာတော့ပြီးတော့ကျွန်တော်လောက်ဒီကောင်တွင်းမယ်ပေါ့အဲ့ဒီကျွန်တော်တို့နေခဲတွေ့တဲ့အချိန်မှာကျွန်တော်အရေးကြီးတဲ့တစ်ခုရှိတယ်အဲ့ဒါထင်းရှူးစီလေးနည်းနည်းထည့်ဖို့လို့ထင်းရှူးစီလေးကခဲကိုပြောသေးတာဆိုတော့ပြောပြီးတော့တန်းပြီးတော့ join သွားတယ်ဒီလိုလေးနဲ့တော့ဒီဒါဆိုရင်ကျွန်တော်လဲပြီးသွားပြီပါနော်ကျွန်တော်လဲပြီးသွားပြီဒီကောင်ကျွန်တော်ထုတ်ပြီးတော့စမ်းကြည့်မယ်
ကျွန်တော်စမ်းကြည့်မယ်ကဲအမော်တင်းကိုကျွန်တော်နှိပ်ချလိုက်ကဲဆိုရင်တော့လာပါပြီစကန်လို့ရကျွန်တော်မစော့ကမမိတာဖြစ်နိုင်တယ်မှန်မလားဘူးနော်进入待机状态。ဒါဆိုရင်ကျွန်တော်ပါဝါကီကိုကျွန်တော်ကြော်လိုက်တာအောင်မြင်သွားပြီပေါ့နော်ဒါရတော့ပြီကျွန်တော်ပြန်လုံလိုက်တော့ပဲအားလုံးပဲကျွန်တော်ဗီဒီယိုကနေပြီးတော့တခုခုအတွေ့အမြင်ဘူးသူရရမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့မယ်နောက်ပိုင်းဒီမှာကျွန်တော်ရဲ့ channel ကနေပြီးတော့စတင်ပြီးတော့စတူတွေအတွက်တကယ်အသုံးဝင်ပြီးထိရောက်တဲ့ကျွန်တော်စာကိပိုင်းပလန်အကြောင်းတွေစာကိပြပုံမှာရှိတဲ့အစိပ်ပိုင်းတစ်ခုစီရဲ့အလုပ်လုပ်ပုံအသေးစိတ်တွေကိုကျွန်တော် sharing လုပ်ဖို့ရှိပါတယ်ကျွန်တော်စီစဉ်နေပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ